တင်တိပါလားနယူးယောက်မြို့ကိုနမဲကျော်ဘေးသူကပညာရှင်လေကောဘူရှီက a magnificent catastrophe လို့တင်စားခဲ့ပူပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမြို့ကြီးဟာအစည်းအဝေးတကြားဆောက်ထားတာတဲ့စီးပွားရေးလူဦးရေနဲ့ဥပဒေတွေရဲ့အားပြိုင်မှုကြားမှာတောင်လိုက်ပေါက်ဖွာလာတဲ့မြို့ကြီးဖြစ်နေလို့ပါပဲ။မင်္ဂလာပါခင်ဗျာ။ဒီကနေ့ကျွန်တော်တို့ရဲ့ channel ကနေပြီးတော့ကမ္ဘာမှာလူသိအများဆုံးအထဲဝါဆုံးလို့ပြောလို့ရတဲ့New York City မြို့ကြီးရဲ့ကောင်းကင်ယံကလူ့ခွက်ချက်တွေကိုပြောပြပေးတော့မှာပါဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားရင်သင်ဟာ New York မြို့ရဲ့ဘေးသူကပညာရှင်တယောက်လိုမြို့ပါအဆောက်အုံဒီကိုကြည့်တတ်သွားပါလိမ့်မယ်ကဲစလိုက်ကြရအောင်ဒီကနေ့ကျွန်တော်တို့မြင်နေရတဲ့မိုးမြို့တိုက်ကြီးတွေဟာအလိုလိုဖြစ်လာတာမဟုတ်ဘူးဗျာလွန်ခဲ့တဲ့နှစ်ပေါင်း1လကျော်1910နဲ့1915ကြားမှာဖြစ်ခဲ့တဲ့ဘေးသူကတော်လန်ကြီးကနေစတင်ခဲ့တာပါအဲ့ဒီတုန်းကနယူးယောက်ဟာအခုလိုမဟုတ်သေးဘူးမြင်းလဲတွေနဲ့ကားတွေလူတွေလမ်းမပေါ်မှာရောနှောနေတဲ့ခေတ်ပေါ့1910 1915မိုးမျှော်တိုက်တွေရဲ့အစ1973ခုနှစ်မှာ Woolworth Building ဆိုတဲ့အဆောက်အုံကြီးပြီးစီးသွားချိန်မှာတကဘာလုံးအံ့ဩသွားကြပါတယ်990မိနစ်မြင့်ဤအဲ့ဒီခေတ်ကကမ္ဘာအမြင့်ဆုံးပေါ့သူ့ကို Cathedral of Commerce စီးပွားရေးလောကရဲ့ဖျားเจ้าကြီးလို့တောင်ခေါ်ကြတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ဒီဇိုင်းက Gothic ပုံစံခမ်းနားစွန်းလိုပါအဲ့ဒီကာလမှာပဲလူတွေကမြို့ထဲမှာတင်မနေတော့ဘူးမြို့ပြင်တွေကိုပါတိုးချဲ့လာကြတယ်ဘာကြောင့်လဲဆိုတော့မြေအောက်ရထားတွေကနယ်တွေအများကြီးကိုဆက်သွယ်ပေးလိုက်လို့ပါလူဦးရေကလည်း4တန်းကျော်အထိတရှိန်ထိုးတိုးတက်လာတဲ့အချိန်ပေါ့1916ဇုံဥပဒေမြို့ပါရဲ့ပုံတရန်ကိုပြောင်းလဲစေသူဒါပေမဲ့ပြဿနာတစ်ခုရှိလာတယ်ရွာမိုးမြို့တိုက်တွေကတစ်ခုနဲ့တစ်ခုအပြိုင်အဆိုင်မြင့်တက်လာတော့အောက်ကလာမတွေပေါ်မှာနေအောင်မရတော့ဘူးအမြဲတမ်းမှောင်အတိဖြစ်နေတာပေါ့ဒါကြောင့်1916ခုနှစ်မှာ Zoning Resolution ဆိုတဲ့ဥပဒေကိုပြဋ္ဌာန်းလိုက်ရပါတယ်ဒီဥပဒေကဘာပြောလဲဆိုတော့မိအဆောက်အုံကိုမြင်ကြီးဆောက်ချင်ရင်အပေါ်ရောက်လေလီနောက်ကိုစုပ်ပြီးဆောက်ရမယ်တဲ့ဒါကြောင့်နယူးယောက်မှာမင်္ဂလာဆောင်ကိတ်မုံပုံစံအဆောက်အုံတွေအများကြီးပေါ်လာတာပါဒီဥပဒေကြောင့်ပဲကျွန်တော်တို့ချွတ်မြတ်နိုးရလဲEmpire State Building နဲ့ Chrysler Building တို့လို Pyramid ပုံစံအချွန်းအတက်ဒီဇိုင်းတွေထစ်လာရတာပေါ့1950 1960မှန်စီရွှေချာခစ်တစ်ခစ် Glass Curtain Walls ဒုတိယကမ္ဘာစစ်ပြီးနောက်1950ဝန်းကျင်မှာတော့ဒီဇိုင်းတွေကတမျိုးပြောင်းပြန်ပြအုတ်တွေကြောက်တွေအစားမှန်ကာယွန်ထားတဲ့နေရန်စနစ်တွေခစ်စားလာတယ်1952ခုနှစ်မှာစောက်တဲ့ Lever House ကိုကြည့်လိုက်နေအဲ့ဒါကိုထိတာစေပါတယ်နောက်ပြီး1958ခုနှစ်မှာစောက်တဲ့ Seagram Building ဆိုရင်တော့အဆောက်အုံရှေ့မှာနေရာလာကြီးခြံနေပါတယ်။ဒါဟာမြို့ကမှလူတွေအသက်ရွှဲချောင်းအောင်လုပ်ပေးလိုက်တာပါ။ဒီ idea ကြောင့်ပဲ1960ခုနှစ်မှာဥပဒေသစ်ထပ်ပေါ်လာတယ်။မင်းကလူတွေတဲ့အများဆုံးနေရာလာခြံပေးရဲ့အဆောက်အုံကိုပုံမြင့်အောင်စောက်ခွင့်ပေးမယ်ဆိုတဲ့ bonus စနစ်တွေဖြစ်လာခဲ့တာပါ။21ရာစု Billionaires Row နဲ့ Super Tours များကဲအခုခေတ်ကိုရောက်လာပြီ။အခုနောက်ပိုင်းနယူးယောက်ကောင်းကင်ယံမှာပိန်ရှိအဆောက်အုံကြီးတွေအများကြီးမြင်ဖူးမှာပေါ့ဥပမာ432 Park Avenue လို့ပါပေါ့ဗျာဒါတွေကို Super Talls လို့ခေါ်ပါတယ်သူတို့ကတန်မရေထက် concrete slab တွေကိုအသုံးပြုပြီးစောက်ထားတာဒီအဆောက်အုံတွေရှိတဲ့နေရာကို Billionaires Row လို့တောင်ခေါ်ကြတယ်ဘာလို့လဲဆိုတော့အလွန်ချမ်းသာတဲ့သူတွေပဲဝယ်နိုင်လို့ပါဒါပေမဲ့စိတ်မကောင်းစရာကအဲ့ဒီတိုက်ခန်းအများစုဟာတစ်နှစ်ပတ်လုံးလူမနေပဲလူကြီးဖြစ်နေတာပါနောက်ပြီးအရင်မြင့်တော့လေတိုက်ရင်အဆောက်အုံကလှုပ်နေတော့အပေါ်ဆုံးထက်ကလူတွေတင်းမောမှုသလိုဖြစ်တတ်လို့ Mass Damper လို့ခေါ်တဲ့အလေးတုံးကြီးတွေကိုအပေါ်မှာတက်ထားရတာဗျာညီကုန်းအတိတ်နဲ့အနာဂတ်ကြားမှာနယူးယောက်မြို့ရဲ့ဘေးသူကပညာဟာအဆောက်အုံတွေတင်မဟုတ်ဘူးအဲ့ဒီထဲမှာနေထိုင်တဲ့လူတွေရဲ့တမိုင်းကြောင်းလေးပါဝင်နေ Triangle Shirtwaist Factory မီးလောင်မှုလို့ဝမ်းနည်းစရာဖြစ်ရတွေကနေအလုသမားအခွင့်အရေးနဲ့ဘေးကိန်းလုံခြုံရေးဥပဒေတွေပေါ်ပေါက်လာခဲ့တာပါနောက်ပြီးPenn Station လို့အထင်ရအဆောက်အုံဟောင်းကြီးကိုဖျက်ဆီးပစ်လိုက်တာကြောင့်ပဲနယူးယောက်မှာတမိုင်းဝင်အမွေရနထိန်းသိမ်းရေးကော်မရှင်တွေပေါ်ပေါက်လာပြီးကြန့်ရှိနေတဲ့အဆောက်အုံတွေကိုကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။နယူးယောက်ဟာအမြဲတမ်းပြောင်းလဲနေတဲ့မြို့ပါကြီးပါ။တောင်လိုက်မင်းတက်နေတဲ့မိုးမျောတိုက်တွေနောက်ခဲမှာလူမားတွေရဲ့ရုံးကန်မှုတီးထွင်မှုနဲ့မျောလင့်ချက်တွေအပြည့်ရှိနေတာပါ။ဒီနေ့တော့ဒီလောက်ပါ။နယူးယောက်မြို့ရဲ့ဘယ်အဆောက်အုံကိုအကြိုက်ဆုံးလဲဆိုတာ comment မှာပြောသွားပေးချဦးနော်။ဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်
တတာ